ဒီနေ့မှာတော့တရတီးရာသီဖြစ်တာနဲ့တရတီးအုံနို့ပူတင်လေးလှုပ်စားဖြစ်ပါတယ်။ပါဝင်ပစ္စည်းတွေအတွက်ကတော့တရတီးအုံနို့ပြောင်းကုန်မုံတကြားနဲ့စားအနှဲငယ်တို့လိုအပ်ပါတယ်။ကျွန်မဆုံးအနေနဲ့တရတီးကိုအတုံးလေးတွေဖြစ်အောင်လီထားပေးလိုက်ပါမယ်။ဒီနေရာမှာကိုကြိုက်နေတဲ့တရတီးကိုအသုံးပြုလို့ရပါတယ်။ကျွန်တော်ကတော့စင်တလုံးတရတီးကိုသုံးထားပါတယ်။တရတီးကအနေတော်အရွယ်ဆိုရင်နှလုံးနဲ့တစ်ဝက်ကိုအသုံးပြုလို့ရပါတယ်။အလုံးကြီးရင်တော့နှလုံးနဲ့ပဲလုံလောက်ပါတယ်။ပြီးတာနဲ့ခုနကလီထားတဲ့တရတီးလေးတွေကိုဘလန်ဒါထဲမှာအနစ်ဖြစ်သွားတဲ့အထိတေချာလေးကြိတ်ပေးလိုက်ပါမယ်။တရတီးအနစ်လေးရလာပြီဆိုရင်တော့မုံနဲ့လုပ်ဖို့အတွက်စပြီးပြင်ဆင်ပါမယ်။ပကံလုံးထဲမှာပြောင်းကုန်မုံ60 gram နဲ့ရေ300 ml ကိုထည့်ပြီးတော့မွေပါမယ်။ပြီးတာနဲ့တရတီးအနစ်ကိုပါထည့်ပြီးတော့နှက်ဆက်အောင်မွေပေးလိုက်ပါမယ်။အဲဒီနောက်မှာတော့အုံတို့တကြားနဲ့စားတို့ထည့်ပြီးတကြားတွေကြေသွားတဲ့အထိတေချာလေးမွေပေးထားလိုက်ပါမယ်။ပြီးရင်တော့ကျိုးမဲ့အိုးထဲကိုလောင်းထည့်ပြီးမီးအနေတော်လေးနဲ့ခက်ခက်ပြစ်ပြစ်လေးဖြစ်လာတဲ့အထိအစမပြတ်မွေပေးရပါမယ်။လုံးဝပြစ်လာပြီဆိုရင်တော့စီတုပ်ထားတဲ့ခွက်ထဲကိုထည့်ပြီးတော့အေးခံပေးထားလိုက်ပါမယ်။ရေခဲတတာထဲမှာတညာထားပြီးရင်တော့ဒီလိုမျိုးပုံစံမပြတ်တဲ့တရတီးအုံနို့ပူတင်လေးရလာပါလိမ့်မယ်။ရေးကြီးတဲ့အချက်ကတော့ကြိုနေတဲ့အချိန်မှာတေချာလေးအချိန်ယူပြီးကြိုပေးဖို့နဲ့အေးခံမဲ့ခွက်ကိုစီတုပ်ထားပေးဖို့ပါ။ချူချူမွေးမွေးလေးနဲ့အရန်စားလို့ကောင်းတာမို့လို့လိုက်ပြီးတော့လှုပ်ရှားကြည့်ပါခင်ဗျာ။